ကိုပိုင်းမှာကြိုလိုက်ပါတယ်မင်းဒီလေး15လေးနဲ့မိတ်ဆက်ပေးမယ်ဒီ15လေးဆိုရင်အလုံးလေးတန်သေးတယ် 128GB CH ရဖားတော့မဟုတ်ဘူးเนาะoriginal ဘူးလေးလည်းရှိသေးတယ်ဘက်ထရီကတော့89ရှိလုံးမယ်ဒီမှာ original ဘူးလေးပါတယ်เนาะနောက်ထပ်အလုံးတန်တာလေးကိုပြပေးမယ်40 Pro Max 40 Pro Max လေးကတော့ 256GB အလုံးလေးလက်တန်နဲ့ဇက်ရည်အလုံးဘက်ထရီကတော့89လောက်ရှိလုံးမယ်ဒီကောင်လေးကကြတော့ဟိုဟာရှိမယ်30ဆူလောက်ပဲရှိမယ်เนาะ35,000လောက်ပဲရှိမယ်ဒီဟာလေး15လေးဈေးပြောဖို့မေ့သွားတယ်15လေးကတော့22သိန်းပဲရှိမယ်เนาะအလုံးလေးလက်တန်နဲ့မိန်းကလေးကင်ပို့ပြီးတော့အဆင်ပြေတယ်နောက်တစ်ခုကကြတော့15 Pro Max လေးဒီ15 Pro Max လေးဒီ15 Pro Max လေးဆိုရင် 256GB ဇက်ရည်အလုံးဘယ်လို86ရှိဦးမယ် original လုံးလေးကိုစက္ကန့်လေးပေါ့နော်အဲ့ဒါလေးရှိမယ်ဒါလေးကတော့34သိန်း5000သူ့ရဲ့ဘူးပစ္စည်းဘူး original ဘူးကြိုးပါတယ်နော်20 watt ခေါင်းကတော့မင်းကတော့လက်ဆောင်ထည့်ပေးမှာနောက်ထပ်40 Pro Max အလုံးလေးတန်တာလေးရှိသေးတယ်ဒီကောင်လေးဆိုရင် 256GB KH ရေလုံးဘက်ထရီကတော့89ရှိအောင်မယ်ဈေးလေးကတော့29သိန်း5000ပဲရှိမယ်เนาะဒါလေးအလုံးတန်နဲ့အမဲရောင်လေးယောက်ျားလေးတွေကင်ပို့အဆင်ပြေတယ်အမဲလေး split လေးပေါ့เนาะဒါလေးပို့အဆင်ပြေမယ်ပြီးတော့ budget အနေနဲ့သုံးချင်တယ် Pro Max လည်းသုံးချင်တယ်ဆိုရင်တော့30 Pro Max လေးရှိမယ်သူကတော့မှန်လဲထားတယ်ဂျီနီရဲ့ပတ်ပေါ်နေမယ်เนาะဘက်ထရီကတော့89ရှိအောင်မယ် 256GB ဇက်ပီရဲ့အလုံးလေးဒီကောင်လေးဆိုရင်တော့19ခွဲလောက်တော့19ခွဲလောက်နဲ့ရောက်မယ်เนาะဒီကောင်လေးဘက်ထရီကတော့သုံးလို့ရသေးတယ်89ရှိအောင်မယ်เนาะပြီးတော့နောက်ထပ်လုံးတန်တာလေးရှိအောင်မယ်16 Pro Max 16 Pro Max ဆိုရင် 256GB ဘက်ထရီတရားကျန်မယ် Redmi လည်းရှိအောင်မယ်ဒါလေးကတော့40စုံစုံလေးနဲ့ရမယ်အလုံးလေးလည်းတန်သေးတယ်လက်စလေးမမေ့စီမှာဆိုရင်တော့အရေးကြလည်းလျှောက်လို့ရတယ်အရေးကြလျှောက်မယ်ဆိုရင်မှတ်ပုံနေမှုရင်အိမ်နောက်လူချင်းမှုရင်နဲ့ရက်ွက်ထောက်ခံစာပြီးတော့ထောက်ခံမဲ့သူရဲ့မှတ်ပုံနေလို့မယ်အဲစင်းနဲ့နေတယ်ဆိုရင်တော့အဲစင်းမှာတစ်ခါလေးယူလာပြီးဖို့လိုမယ်နော်နောက်ထပ် budget အနေနဲ့သုံးမယ်iPhone လေးနဲ့ကင်ကျင်နေဆိုရင်တော့ဒီမှာ11လေးရှိမယ်11လေးကကြတော့ဘယ်လို86ပဲရှိတော့မယ်KH လုံးလေး 128GB ဒါလေးဆိုရင်9,900